ရှမ်းပြည်နယ်တောင်ပိုင်းကနာမည်ကျော်ပင်းတရရှူဥမငင်လွိုင်ကိုကြီးရဲ့အမိဘဲကစိမ့်တက်တလားကလေးဆိုလားသင်သိပါသလားရာဇဝင်ထဲကအချစ်တက်တိနဲ့ကျင်းစာရီပိနာနေတဲ့စိတ်ဝင်စားဖွယ်ချမ်းတိုင်းပြီးကိုသွားကြရအောင်ရှေးလွန်လေးပြီးတော့အခါမှာဗာရာဏသီပြည်ကြီးမှာဘယင်ကြီးတစ်ပါးဟာမင်းကျင့်တရား10ပါးနဲ့အညီတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်တော်မူပါတယ်။ဒီနေ့တော့အခါမင်းကြီးဟာတိုင်းခါလေရင်ညံထွက်ပေါ်လာတာတိုင်းသူပြည်သားအားလုံးကတောင်းတောင်းခဲခဲကြိုဆိုကြပြီးမင်းတရားကြီးကျမ်းပါပါစေတက်တော်ရကြော်ရှိပါစေလို့အော်ဟစ်ဆုတောင်းကြပါတယ်။အဲ့ဒီဘယင်ကြီးမှာလွန်စွာရုပ်ဆင်းအင်္ဂါချောမောလာပါတယ်ကူမာဘယလို့အမည်ရတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။ကူမာဘယမင်းသားလေးဟာအရွယ်ရောက်လာတဲ့အခါရုပ်ဆင်းအင်္ဂါတပ်ပါရဲ့ချောမောလာပါတော့တာမဟုတ်ဓာခုတ်လန်ထိုးစင်စည်းရင်းစည်းစတဲ့စစ်ပညာရပ်တွေမှာထူးချွန်တဲ့အပြင်အထူးသဖြင့်လီးများအတတ်မှာပြိုင်ဘက်ကင်းလောက်အောင်ကျွမ်းကျင်သူဖြစ်ပါတယ်။နင်းတွင်းသူအပြိုတော်တွေကလည်းမင်းသားလေးကိုတိတ်တခိုးသဘောကျနှစ်သက်ကြပါတယ်။ဒီနေ့မှာတော့ခမည်းတော်ဘရင်ကြီးနဲ့မဲတော်မိဖုရားကြီးတို့ကတားတော်ကိုခေါ်ယူပြီးတားတော်အရွယ်ကအိမ်တော်ပြုတ်ရမယ့်အရွယ်ကြောင့်နေပြီ။မိဘတွေရဲ့မျိုးရိုးစင်ဆက်မဖြစ်စည်းရလေအောင်နင်းတွင်းကသမီးကညာတပါးပါနဲ့လက်ဆက်ပါလာလို့တိုက်တွန်းကြပါတယ်။မင်းသားလေးကလက်အောက်ချီပြီးမှားလာပါဗျာ။ကျွန်တော်မျောမှာတော့နင်းတွင်းသူဘသူကောင်မှလက်ဆက်လိုချင်တဲ့စန္ဒမရှိပါဘူးဗျာ။လူပြန်လက်လျှော်တင်ပါတယ်။အဲ့ဒီအခါဖခမည်းတော်ကပြုံးရဲ့ဒါဖြင့်တားတော်ကဘလူအမျိုးသမီးမျိုးကိုများလက်ဆက်ချင်းတယ်လေတားတော်လို့မြည်တဲ့အခါမင်းသားကကံပါနေတွေ့လာပါပါဗျာ။လို့သာပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့မိဘနှစ်ပါးကအချိန်ချင်းထပ်မံတိုက်တွန်းလာတဲ့အခါမင်းသားစီဟာအလွန်ဆိုးရင်ပူပန်လာပြီးငါဒီဖခမည်းတော်နဲ့ငယ်တော်ဖျားတို့ရဲ့စကားကိုလွန်းဆန်မိတာနှစ်တိုင်တိုင်ခဲ့ပြီး၃ချိန်မြောက်ထပ်မံငင်းဆန်မိရင်တော့ငါမှမရဲကြီးတော့မှတွေ့ကြမိပါတယ်။အဲ့ဒီအချိန်မှာပဲတထုံကြီးရှင်မင်းတရားကြီးရဲ့သမီးတော်လေးကမိမမြတ်တို့ရဲ့ကောင်းခြင်းငားပြားနဲ့ပြည့်စုံပြီးအလွန်ချောမောလှပတယ်ဆိုတဲ့သတင်းစကားကြားခဲ့ကြပါတယ်။ဒါကြောင့်မင်းသားလေးဟာမိဘနှစ်ယောက်ကိုခွင့်ပန်ပြီးတထုံပြည်ကိုခရီးထွက်လာခဲ့ပါတယ်။တထုံပြည်ကိုရောက်တဲ့အခါကူမာဘယမင်းသားလေးဟာစင်းရဲသားတစ်ယောက်အစွန်စုပ်ဖြစ်ပြီးတထုံနန်းတော်လေးကိုဝင်ကဘယင်ကြီးထံခေါ်စားဝင်ပါတယ်။မှန်လားပါကျွန်တော်မျိုးအားနန်းသွင်းမှာအမှုထံခွင့်ပြုတော်မူပါဗျာ။လူချောက်တင်ရာဘယင်ကြီးကမင်းသားရဲ့ရုပ်စဉ်တွင်ပြင်းနေလိမ္မာရင်ကျဲတဲ့အပြောအဆိုကိုသဘောကျပြီးအမှုထံခွင့်ပြုလိုက်ပါတယ်။နင်းတွင်းမှာအမှုထံရင်းနဲ့မင်းသမီးလေးရဲ့အကြောင်းကိုစုံစမ်းတဲ့အခါသတင်းစကားကြားတဲ့အတိုင်းအမှန်တကယ်လှပပြီးအကျင့်စာမေတ္တာအောင်းမွန်ကြောင့်သိရတဲ့အတိုင်းမင်းသားလေးဟာအလွန်သဘောကျသွားပါတယ်။အချိန်တန်းတဲ့အခါမှာတော့ပူမာဘယမင်းသားကြီးဟာပထုံဘရင်ကြီးထံတွားရောက်ပြီးမိမိဟာတာမန်စင်းရဲသားမဟုတ်ပဲဗာရာဏသီပြည်ကမင်းသားဖြစ်တယ်ဆိုတာကိုအမှန်အတိုင်းဖွင့်ဟပြောဆိုလိုက်ပါတယ်။ပထုံဘရင်ကြီးကလည်းမင်းသားရဲ့အရေးချင်းတွေကိုသိမြင်ထားလို့ဖြစ်တာကြောင့်ယုံကြည်လက်ခံကသမီးတော်နဲ့လက်ဆက်ပေးလိုက်ပါတော့တယ်။သူတို့နှစ်ဦးပေါင်းဖက်ပြီးနောက်ချစ်စရာကောင်းတဲ့သားတော်လေးတစ်ပါးကိုလည်းဖွားမြင်ခဲ့ပါတယ်။အချိန်တကြာလာတဲ့အခါကူမာဘယမင်းသားကြီးဟာမိဘနှစ်ယောက်ကိုလွမ်းဆွတ်တာကြောင့်ဇနီးတဲ့မင်းသမီးသားတော်လေးနဲ့အတူဗာရာဏသီပြည်ကိုအတူတူပြန်လည်လိုချင်ပေမဲ့သားတော်မွေးဖွားတာမကသေးတဲ့အတွက်မင်းသားတဦးပဲမိဘစီပြန်ဖို့ခရီးထွက်လာကြပါတယ်။ခရီးတစ်ထောင်အရာတောနတ်ကြီးတစ်ခုတည်းကနဂါးပတ်တောင်လို့ခေါ်တဲ့တောင်ပေါ်ကိုရောက်ရှိသွားကြပါတယ်။အဲ့ဒီတောင်မှာတီလတမာတိနဲ့ပြည်စုံတဲ့ယသိကြီးတစ်ပါးတည်ရင်းစုံနေထိုင်ပြီးယသိကြီးရဲ့ကျောင်းတကယ်နားမှာနဂါးတစ်ကောင်လည်းနေထိုင်ပါတယ်။အဲ့ဒီနဂါးဟာဂလုံရန်ကိုလုံးဝမကြောက်ပဲရဲရဲဝံ့ဝံ့နေထိုင်လေးရှိပါတယ်။ဒီနေ့မှာတော့ဂလုံတစ်ကောင်ကနဂါးကိုအစာအဖိစားတောက်မယ်လို့ကောင်းကင်ကနေထိုးစွင်းပြီးဖမ်းယူပါတယ်။ဒါပေမဲ့ဂလုံဟာဘယ်လို့မှဖမ်းဆုပ်လို့မရပဲအချိန်ချင်းအရေးနေသွားခဲ့ပါတယ်။ဂလုံဟာအလွန်ဒေါသထွက်ပြီးဒီနဂါးမှာထူးဆန်းတဲ့အစွမ်းတက်တဲ့တစ်ခုခုတော့ရှိရမယ်လို့တွေးမိပါတယ်။ဒါနဲ့ဂလုံဟာလူရောင်ဖန်ဆင်းပြီးအရှင်ယသိထံချင်းကပ်ပြီးမေးမြန်းပါတယ်။အရှင်ယသိဗျာဤနဂါးကြီးသည်ဂလုံရန်ကိုမသိမြေစိုးအတော့အစွမ်းကြောင့်ကာကွယ်နိုင်ပါသလဲလို့လိမ္မာပါနဲ့စွာမေးမြန်းလိုက်ပါတယ်။ယသိကြီးကလည်းရိုးသားစွာနဲ့အမောင်လူလေးထိုနဂါးသည်ပတ္တမြားမြေရှင်ကိုငုံထားတော့ကြောင့်ဖြစ်သည်။နဂါးရဲ့အမိဖျားကမချီးကပတ္တမြားမြေရှင်ကိုထွက်အောင်ခါရဲမှသာနဂါးကိုရနိုင်ပြီလေလို့အမတ်တမဲ့ပြောပြလိုက်ပါတယ်။ဒီလိုရွတ်ချက်ကိုတီးသွားတဲ့ဂလုံဟာအလွန်ဝမ်းသာသွားပြီးဒုတိယအချိန်ပြန်လေရောက်ရှိလာပါတယ်။ဒီတစ်ခါမှာတော့
ဂလုံးဟာယတိကြီးပြောတဲ့အတိုင်းနဲ့ငကားရဲ့အမြင်ဖျားကနေထိုးပြောက်ပြီးဦးကောင်းကိုစောက်ထိုးဆွဲချလိုက်တယ်။အဲဒီခါငကားရဲ့ပါးစက်သေးကပတမြားမျက်ချင်ပြုတ်ကျသွားပြီးဂလုံးကငကားကိုကောင်းမြင်ကိုပင့်ချသွားပါတယ်။ငကားကြီးကအသက်ဘေးကလွတ်ဖို့လေထဲမှာရုန်းကန်ရင်းကဲပါဦးသူတို့ကရောက်နေတဲ့ကျွန်ုပ်ကိုကဲတင်ကြပါအောင်လို့ကြေးလောင်စွာအော်ဟစ်အကူအညီတောင်းခံတယ်။အဲဒီအချိန်မှာငကားပတ်တောင်ကိုရောက်ရှိနေတဲ့ကူမာဘရမင်းသားကငကားကြီးတဲ့အော်ဒန်ကိုကြားသွားပြီးကောင်းကင်ကိုကြည့်လိုက်ရာဂလုံကြီးချီမဲ့သွားတဲ့ငကားကိုမြင်လိုက်ပါတယ်။မင်းသားဟာချက်ချင်းပဲသူ့ရဲ့လေးကိုတင်းပြီးဂလုံကြီးကိုချိန်ရွယ်ပစ်ခတ်လိုက်ပါတယ်။ညာဟာဂလုံကြီးရဲ့ကိုယ်လုံးကိုအတိအကျထိမှန်သွားပြီးဂလုံကြီးဟာကောင်းကင်ပေါ်ကနေမြေပြင်ကိုပြုတ်ကျတေဆုံးသွားပါတယ်။ငကားကြီးလည်းအသက်ဘဲကလွတ်မြောက်သွားပါတယ်။အဲ့ဒီအခါတေဂာနီးဂလုံကြီးကဒေါသတကြီးနဲ့ငါဖမ်းလာတဲ့အစာကိုမင်းကလူရောက်ယူတာမဟုတ်ငါအသက်ကိုပါတတ်ရက်လေတယ်။နောင်ဘဝများစွာတိုင်အောင်မင်းသွားလျာနောက်ကိုလိုက်ပြီးရန်မူနိုင်ပါစေလို့ကြိမ်စာတိုက်သွားပါတယ်။ငကားကြီးကတော့မင်းသားရှိကိုရောက်လာပြီးအိုးအသက်မင်းသားတင့်ကျေးဇူးကြောင့်ကျွန်တော်အသက်ချမ်းသာရရခဲ့ပါပြီ။နောက်တစ်ချိန်တိတ်မှာအကူအညီလိုအပ်လာမှကျွန်တော်ကိုတန်းတားလိုက်ပါချက်ချင်းရောက်လာပြီးကူညီပါမယ်လို့ဂတိပြုကရေကန်လေးကိုငုံရွှဲသွားပါတော့တယ်။ဂလုံမင်းလဲထိုဘဝမှာစုတည်သောအနောက်ဘက်ဥမင်ထုံးကူတို့ရဲ့အလယ်မှာပင်ကူကြီးဖြစ်လေ။ချိန်စာတင့်သွားတဲ့ဂလုံကြီးဟာအရေးမှပင်ကူကြီးအဖြစ်နဲ့ဘလို့အကွက်စင်ရန်မလဲ။ကူမာဗျမင်းသားလေးရဲ့ရှေ့ဆက်မဲ့ခီးလမ်းမှာဘလို့အလွဲ့အပြောင်းတွေစောင့်ကြုံနေတယ်လေဆိုတာကိုတော့အပိုင်းနဲ့မှာဆက်လက်နားဆင်ကြည့်ကြပါစို့။